အားလုံးပဲမင်္ဂလာပါဗျာ Gossip Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်တွေအမြဲတမ်းစိတ်ဝင်စားတောင်းဆိုထားကြတဲ့လူနဲ့နာနာဘာဝကြားကထူးဆန်းအံ့ဩဖွယ်ရာတန်ရောစင်ဇလန်လေးဖြစ်တဲ့ဖိုးထူးနဲ့မနှင်းတို့ရဲ့အကြောင်းကိုအစအဆုံးတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဖိုးထူးဆိုတဲ့လူငယ်လေးတစ်ယောက်နဲ့မနှင်းဆိုတဲ့ဝိညာဉ်မလေးတို့ကြားကစုံစည်းမှုဟာဘလို့စတင်ခဲ့တာလဲသူတို့နှစ်ဦးကြားမှာဘလို့အခက်အခဲတွေထိတ်လန့်စရာတွေနဲ့ရင်ဆိုင်ခဲ့ရလဲဆိုတာကိုဒီဗီဒီယိုထဲမှာအသေးစိတ်ကြည့်ရှုရမှာပါညစ်ဦးရန်အချိန်ကောင်းကင်မှာလာမင်းကြီးကတိမ်တိုက်တွေကြားတဲ့တစ်ချက်ပေါ်လာလိုက်ပျောက်သွားလိုက်နဲ့တောဆက်ကဇီးကွက်အော်တန်ကလည်းကြားရသူအဖို့ကြောချမ်းစရာဖိုးထူးတယောက်သူ့ရဲ့လွယ်အိတ်ကလေးကိုပခုံးမှလွယ်ပြီးရွာပြင်ကတုတ်တန်လန်ပေးအတိုင်းခတ်သွက်သွက်လျှောက်လာခဲ့တယ်သူ့လက်ထဲမှာတော့ဆရာလာပပေးလိုက်တဲ့အင်းစာရွက်ကလေးတစ်ရွက်ကိုချစ်ပါအောင်စုပ်ကင်ထားတဲ့ဆရာကမှာလိုက်တယ်မဟုတ်လားဖိုးထူးမင်းဒီညတုတ်တန်ကိုဖျက်တဲ့အခါဘသူခုတ်ခေါ်နောက်လက်မကြည့်နဲ့ရှေ့ကိုပဲတက်တက်လျှောက်တဲ့ဖိုးထူးရင်တွေတဒိန်းခုန်နေတဲ့တုတ်တန်နာနီးလာလေးပတ်ဝန်းကျင်ကပိုပြီးအေးဆက်လာလေးပဲရုတ်တရက်လေးဘူးတစ်ချက်ဝိတ်တိုက်သွားတယ်အဲ့ဒီလေးထဲမှာပုတ်စော်နန်းနန်းကြီးကလည်းပါလာသေးတယ်ဖိုးထူးဟောအတန်ကြားပြီးမိမပြူတယောက်ရဲ့အတန်တာယာနာပြောပွဲရှိလာပေမဲ့ဒီလိုနေရဒီလိုအချိန်မှာကြားရတာကတော့အသေးခိုက်မတက်ကြောက်စရာဖိုးထူးခြေလန်းတွေကိုပိုတွက်လိုက်တယ်ဒါပေမဲ့အတန်ကပိုနီးလာတယ်ဖိုးထူးငါ့ကိုမမှတ်မိဘူးလားငါမနှင်းလေမနှင်းအဲ့ဒီနာမည်ကိုကြားလိုက်ရတော့ဖိုးထူးခြေလန်းတွေတုံခနဲဖြစ်သွားတယ်မနှင်းဆိုတာလွန်ခဲ့တဲ့တစ်နှစ်ကမှဆုံးသွားတဲ့ရွာကတထေးသမီးမဟုတ်လားသူမကဘာလို့ဒီမှာရှိနေရတာလဲဖိုးထူးဆရာစကားကိုသတိရလိုက်တယ်နောက်လက်မကြည့်နဲ့သူအန်ကိုတင်းကြိတ်ပြီးရှေ့ကိုဆက်လျှောက်တယ်ဒါပေမဲ့သူ့ပခုံးပေါ်ကိုအေးဆက်လက်တစ်ဖက်ကလာတင်လိုက်တယ်လို့ခံစားလိုက်ရတယ်ဖိုးထူးငါ့ကိုကူညီပါဦးငါဒီမှာအရန်အေးနေတယ်ဖိုးထူးတကိုယ်လုံးတုန်တက်သွားတယ်သူစုပ်ကင်ထားတဲ့အင်းစာရွက်ကလေးကပူနွေးလာတယ်လို့ပဲသူသိလိုက်ပြီဒါတာမန်လူမဟုတ်ဘူးတုတ်တန်ဆောင်မနှင်းမဲ့ဖြစ်ရမယ်ဖိုးထူးပခုံးပေါ်ကလက်ကအေးဆက်နဲ့ခဲဆွဲထားတယ်လို့လေးလံနေတဲ့သူရှိကိုတလန်းတိုးဖို့တောင်တော်တော်လေးအားယူနေရတဲ့လေထဲမှာတော့မနှင်းရဲ့ရှိုက်တန်တဲ့ကိုကြားနေရတယ်ဖိုးထူးရဲ့နင်ကလည်းရက်ဆက်လိုက်တာငါ့ကိုတစ်ချက်လောက်တောင်လှည့်မကြည့်ဘူးလားဖိုးထူးစိတ်ကိုတင်းထားတယ်ငါဆရာကမှားထားတယ်နောက်လည်းမကြည့်နဲ့ဆိုမကြည့်ဘူးလို့စိတ်ထဲကတဖွာဖွာရွတ်နေမိတယ်ဒါပေမဲ့မနှင်းရဲ့အတန်ကသူ့နားထဲမှာတင်ကပ်ပြီးပြောနေတယ်လို့ပဲနင်မကြည့်လဲငါကတော့နင်းရှိကိုရောက်လာမှာပဲရုတ်တရက်ဖိုးထူးရဲ့ရှိမှာအဖြူရောင်ဝိုးတဝါပုံရိပ်တစ်ခုပေါ်လာတယ်ဖြည်းဖြည်းချင်းထင်ရှားလာတာကတော့သပင်ဖားလျားချထားတဲ့အမျိုးသမီးတဦးသူမရဲ့မျက်နှာကဖြူဖြော့နေပြီးမျက်လုံးတွေကတော့ဟောက်ပက်ကြီးဖြစ်နေတယ်အဲ့ဒါမနှင်းပဲဒါပေမဲ့သူမရဲ့ကိုယ်လုံးကမြေကြီးမှမထိပဲလေထဲမှာဝဲနေတယ်သူမရဲ့လက်တွေကဖိုးထူးစီကိုကမ်းလှည့်နေတယ်ဖိုးထူးငါ့ကိုကူညီပါငါရဲ့ဝိညာဉ်ကိုတစုံတစ်ယောက်ကဒီတုတ္တန်မှာချုပ်နှောင်ထားတယ်ငါလွတ်မြောက်ချင်တယ်ဖိုးထူးကြောက်စိတ်တွေကိုဘေးဖယ်ပြီးအတန်ကိုထိန်းကမေးလိုက်တယ်ဘသူကချုပ်ထားတာလဲမနှင်းငါကဘလို့ကူညီရမှာလဲမနှင်းကညီးတွားတန်နဲ့ပြောပြတယ်ရွာကအောက်လန်းဆရာဦးကန်ကောင်းပဲသူကငါရဲ့ဝိညာဉ်ကိုအသုံးချပြီးမကောင်းတာတွေလုပ်နေတာငါရဲ့အယိုးစုကိုသူမြေအောက်မှာမြုပ်ထားတယ်အဲ့ဒီအယိုးစုကိုပြန်တူးထုတ်ပြီးမိရှုပေးမှငါလွတ်မြောက်မှာဦးကန်ကောင်းအဲ့ဒီနာမည်ကြားလိုက်ရတော့ဖိုးထူးပိုပြီးထိတ်လန့်သွားတယ်ဦးကန်ကောင်းဆိုတာရွာမှာလူတိုင်းကြောက်ရတဲ့အောက်လန်းဆရာကြီးမဟုတ်လားသူနဲ့ရှင်ပြိုင်ဖို့ဆိုတာမလွယ်ဘူးငါဘယ်လိုလုပ်ရမလဲမနှင်းကသူမရဲ့လက်ညှိုးကိုတုတ်တန်ရဲ့အစွန်ဆုံးကညောင်ပင်ကြီးစီကိုညွှန်ပြလိုက်တဲ့အဲ့ဒီညောင်ပင်အောက်မှာဦးကန်ကောင်းရဲ့အင်းကွက်တွေရှိတယ်နင်းဆရာရာတီပေးလိုက်တဲ့အင်းနဲ့အဲ့ဒီအင်းကွက်ကိုဖျက်ဆီးပေးရမယ်ရုတ်တရက်တောအုပ်ထဲကနေခွေးဥတန်တွေတပြိုင်နက်တည်းထွက်ပေါ်လာတယ်လေကလည်းပိုပြီးပြင်းထန်လာတယ်မနှင်းရဲ့ပုံရိပ်ကတဖြည်းဖြည်းမှိမ့်မိန်သွားရင်သတိထားပါဖိုးထူးသူလာနေပြီလို့သတိပေးစကားပြောပြီးပျောက်ကွယ်သွားတော့တယ်မနှင်းပျောက်ကွယ်သွားတာနဲ့တပြိုင်နက်တုတ်တန်တစ်ခုလုံးတိတ်ဆိတ်သွားတယ်ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုကပိုပြီးကြောက်စရာကောင်းတယ်ဖိုးထူးရဲ့လက်ထဲကအင်းစာရွက်ကလေးကအခုတော့တဆက်တုံနေပြီဟာခြောက်ချားစရာကောင်းတဲ့ရေတံကြီးကလေထဲမှာပြန့်လွင့်လာတယ်ဖိုးထူးလဲကြည့်လိုက်တော့မှောင်ရိပ်ထဲကနေလူရိပ်တစ်ခုထွက်လာတယ်အနက်ရောင်ဝတ်စုံကိုဝတ်ထားပြီးလက်ထဲမှာကျိန်လုံးတစ်ချောင်းကင်ထားတဲ့ဥကန်ကောင်းပဲဖိုးထူးမင်းကငါအလုပ်ကိုလာနောက်ဆက်တာလားလာပါရဲ့တပည့်ဆိုတော့လဲမင်းကတော်တော်တတိရှိတာပဲဥကန်ကောင်းရဲ့မျက်လုံးတွေကမှောင်ထဲမှာหนีရဲနေတယ်လို့ပဲသူကကျိန်လုံးကိုလေထဲမှာဝေ့ရမ်းလိုက်တော့မီးပွားတွေထွက်လာတယ်ဒီ
ဒီဝိညာဉ်ကငါအတွက်အဖိုးတန်နဲ့ဘသူကိုမှပေးမလွတ်နိုင်ဘူးမင်းလည်းဒီညတုတ်တန်မှာပဲအိပ်ပျော်သွားစေရမယ်။ဦးကန်ကောင်းကမန္တန်တွေကိုတွတ်ရွတ်ဖတ်လိုက်တဲ့ရုတ်တရက်တုတ်တန်မြေကြီးတွေကလှုပ်ရှားလာပြီးလက်စုပ်လက်နာတွေမြေကြီးထဲကနေထွက်လာတယ်။အဲ့ဓာတွေကဖိုးထူးရဲ့ခြေထောက်တွေကိုလာဆွဲကြတယ်။အမလေးကဲကြပါဦးဖိုးထူးအော်ဟစ်လိုက်ပေမဲ့သူ့အတန်ကလဲချောင်းထဲမှာတင်ပိတ်နေတယ်သူဆရာလာပပေးလိုက်တဲ့အင်းစာရွက်ကိုတတိယလိုက်ပြီးမြေကြီးပေါ်ကိုရိုက်ချလိုက်တယ်။ဝုံအလင်းနှံတစ်ခုထွက်ပေါ်လာပြီးဖိုးထူးကိုဆွဲထားတဲ့လက်တွေအငွေ့ပြန်သွားတဲ့ဥကန်ကောင်ကဒေါသတကြီးနဲ့နောက်ထပ်မန္တန်တစ်ခုကိုရွတ်ဖို့ပြင်လိုက်တယ်။မင်းဒီလောက်နဲ့မပြီးသေးဘူးဖိုးထူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲလေထဲကနေအဖြူရောင်ပုံရိပ်တစ်ခုဝဲဆင်းလာတဲ့မနှင်းပဲသူမကဥကန်ကောင်းကိုအမျိုးတကြီးနဲ့ကြည့်နေတယ်။ဥကန်ကောင်းရှင်ကျမကိုနှိပ်စက်ခဲ့တာတော်လောက်ပြီ။မနှင်းကဥကန်ကောင်းစီကိုပြေးဝင်သွားတဲ့ဥကန်ကောင်းကကြိမ်လုံးနဲ့ရိုက်ပေမဲ့မနှင်းကရှောင်တိန်ပြီးသူ့ရဲ့လက်ပင်ကိုလှမ်းညှစ်လိုက်တဲ့နှစ်ယောက်သားလုံးထွေးပြီးတုတ်တန်ထဲမှာတိုက်ပွဲဖြစ်နေကြတယ်။ဖိုးထူးဒီခွင့်ရေးကိုအမိရဆုပ်ကင်လိုက်တယ်သူညောင်ပင်ကြီးစီကိုအမြန်ပြေးသွားတဲ့ညောင်ပင်အောက်မှာတော့ဥကန်ကောင်းရဲ့အင်းကွက်တွေနဲ့စီရင်ထားတဲ့မြေအိုးတစ်လုံးကိုတွေ့လိုက်ရတယ်ဒါပဲဖြစ်ရမယ်ဖိုးထူးသူ့လက်ထဲကအင်းစာရွက်နဲ့အဲ့ဒီမြေအိုးကိုရိုက်ခွဲလိုက်တယ်ခွန်းမြေအိုးကွဲသွားတာနဲ့တပြိုင်နက်အထဲကနေအနက်ရောင်အခိုးငွေ့တွေထွက်လာတဲ့ဥကန်ကောင်းကအသေးအတန်အော်ဟစ်လိုက်ပြီးမြေကြီးပေါ်မှာလူးလိမ့်နေတော့တဲ့သူ့ရဲ့အတက်ပညာတွေအားလုံးကသူ့ကိုပြန်ပြီးတိုက်ခိုက်နေတယ်လို့ပဲဖိုးထူးမြန်လို့အယိုးစုကိုတူးထုတ်မနှင်းရဲ့အတန်ကအဝေးကနေကြားနေရတယ်ဖိုးထူးကညောင်ပင်အောက်ကမြေကြီးကိုလက်နဲ့ရောတွေ့ရတကိုင်းနဲ့ရောအသေးအတန်တူးတော့တယ်ခဏအကြာမှာတော့အဖြူရောင်အထုပ်ကလေးတစ်ထုပ်ကိုတွေးလိုက်ရတယ်အဲ့ဒါမနှင်းရဲ့အယိုးစုပဲဖိုးထူးအဲ့ဒီအထုပ်ကိုယူပြီးတုတ်တန်အလဲကမီးပုံဟောင်းတစ်ခုစီကိုပြေးသွားတယ်သူမီးချစ်ကိုချစ်လိုက်ပေမဲ့လေပြင်းတွေကြောင့်မီးကမတောက်ဘူးဥကန်ကောင်းကပြန်ထလာပြီဥကန်ကောင်းကမျက်နှာတစ်ခုလုံးသွေးတွေနဲ့ရဲရဲနေပြီးဖိုးထူးစီကိုဒေါသတကြီးပြေးလာတယ်သူ့လက်ထဲမှာတော့ဓားမြောင်တစ်စင်းပါလာတယ်မင်းကိုငါတတ်မယ်ဖိုးထူးကြောက်ကြောက်လန့်လန့်နဲ့မိချစ်ကိုထက်ချစ်တယ်ဒီတခါတော့မိတောက်ကလေးပွင့်လာတယ်သူအယိုးစုအထုပ်ကိုမိရှို့လိုက်တယ်ဝုံမိတောက်ကြီးကကောင်းကင်ရံအထိမြင့်တက်သွားတယ်အဲ့ဒီအချိန်မှာပဲမနှင်းရဲ့ပုံရိပ်ကအလင်းနှံ့တွေအဖြစ်ပြောင်းလဲသွားပြီးဥကန်ကောင်းကိုဝန်းရံလိုက်တယ်ဥကန်ကောင်းကအော်ဟစ်ရင်းနဲ့တဖြည်းဖြည်းမြေကြီးထဲကိုကျုံဝင်သွားတော့တယ်မနှင်းဖိုးထူးလှမ်းခေါ်လိုက်တယ်မနှင်းကအလင်းနှံ့တွေကြားကနေဖိုးထူးကိုပြုံးပြလိုက်တယ်သူမရဲ့မျက်နှာကအခုတော့အလွန်ကိုလှပပြီးငြိမ်းချမ်းနေပြီကျေးဇူးတင်ပါတယ်ဖိုးထူးရဲ့ငါအခုတော့တကယ်လွတ်မြောက်သွားပြီးနင်းရဲ့စိတ်ထားကောင်းမှုကြောင့်နင်းနောင်ဘဝအထိကောင်းစားပါစေမနှင်းရဲ့ပုံရိပ်ကတဖြည်းဖြည်းပျောက်ကွယ်သွားတဲ့တုတ်တန်တစ်ခုလုံးလည်းပြန်ပြီးငြိမ်သက်သွားတော့တယ်မနက်လင်းတော့ဖိုးထူးတယောက်ဆရာလာပစီကိုပြန်ရောက်လာတဲ့ဆရာကပြုံးပြီးကြိုဆိုနေတယ်ဖိုးထူးမင်းလုံနိုင်ခဲ့ပြီပဲမနှင်းလဲလွတ်မြောက်သွားပြီးဥကန်ကောင်းလဲသူ့ရဲ့ကံကြမ္မာအတိုင်းခံစားသွားရပြီဖိုးထူးကတက်ပြင်းချလိုက်ရင်ဆရာရဲ့ကျွန်တော်ဖြစ်အသက်နဲ့ကိုယ်နဲ့တောင်ထင်မထားဘူးလို့ပြောလိုက်တော့ဆရာလာဘကရေမောရင်းပြောလိုက်တယ်ဒါပေါ့ဗျာဒါကြောင့်လာဘကအမြဲပြောတာပေါ့ယုံချင်းယုံမယုံချင်းနေပရလောကဆိုတာကျုပ်တို့ဘေးနားမှာတင်ရှိနေတာဗျမနှင်းလွတ်မြောက်သွားပြီးနောက်ပိုင်းဖိုးထူးရဲ့ဘဝကငြိမ်သက်သွားတယ်လို့ထင်ရင်မှားလိမ့်မယ်ဗျာပရလောကဆိုတာကအမြဲတမ်းကျုပ်တို့ဘေးနားမှာရှိနေတာပဲမဟုတ်လားမနှင်းလွတ်မြောက်သွားပြီးနောက်ဖိုးထူးတယောက်မြို့ပေါ်ကိုတက်လာခဲ့တယ်မနှင်းခြံထားခဲ့တဲ့ယတနာတွေနဲ့သူချမ်းသာကြွယ်ဝလာခဲ့တဲ့အိမ်ကြီးအိမ်ကောင်းနဲ့ကားကောင်းကားတန်းတွေပိုင်ဆိုင်လာတယ်ဒါပေမဲ့သူ့ရဲ့ညဘက်အိပ်ဆက်ခြင်းတွေကတော့ငြိမ်းချမ်းမှုမရှိခဲ့ဘူးတညမှာတော့ဖိုးထူးအိမ်မက်ဆိုးတစ်ခုမတ်တယ်သူတုတ်တန်ဟောင်းကြီးထဲမှာတယောက်တည်းရောက်နေတဲ့ပတ်ဝန်းကျင်ကမှောင်မိုက်နေပြီးလေအေးတွေကတိုက်ခတ်နေတဲ့ရုတ်တရက်သူ့ရှေ့မှာမနှင်းပေါ်လာတယ်ဒါပေမဲ့ဒီတစ်ခါမနှင်းကအရင်လိုလှပငြိမ်းချမ်းနေတာမဟုတ်ဘူးသူမရဲ့မျက်နှာကဖြူဖြော့နေပြီးမျက်လုံးတွေကဝမ်းနည်းမှုတွေနဲ့ပြည့်နေတယ်ဖိုးထူးငါ့ကိုကူညီပါဦးငါရဲ့ဝိညာဉ်ကအပြေးအဝမလွတ်မြောက်သေးဘူးဖိုးထူးလက်နိုးလာတယ်သူ့တကိုယ်လုံးချွေးတွေနဲ့ရွှဲနေတယ်သူမနှင်းကိုကူညီခဲ့ပြီးပြီမဟုတ်လားဘာလို့အပြေးအဝမလွတ်မြောက်သေးတာလဲနောက်တညမှာလည်းအလားတူအိမ်မက်မျိုးထပ်မတ်တယ်ဒီတစ်ခါတော့မနှင်းကပိုပြီးဝမ်းနေနေတယ်ဖိုးထူးငါရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကအဲ့ဒီအိမ်ဟောင်းကြီးမှာကြံနေသေးတယ်အဲ့ဒီအိမ်ကိုငါရဲ့အဖေကအောက်လန်းအတတ်ပညာတွေနဲ့စီရင်ထားခဲ့တာအဲ့ဒီစီရင်ထားတာတွေကိုမဖျက်ဆီးနိုင်တဲ့၍ငါအပြေးအဝလွတ်မြောက်မှာမဟုတ်ဘူး
ဖိုးထူးစိတ်ပူလာတဲ့သူဆရာလာဘက်စီကိုသွားပြီးအိမ်မက်အကြောင်းပြောပြတဲ့ဆရာလာဘကခေါင်းတငိမ့်ငိမ့်နဲ့နားထောင်နေတယ်ဖိုးထူးမင်းရဲ့အိမ်မက်ကအမှန်ပဲမနှင်းရဲ့အဖေကအောက်လန်းဆရာကြီးဦးဖိုးခိုင်ပဲသူကမနှင်းကိုအသက်ရှင်စဉ်ကတည်းကအောက်လန်းအတတ်ပညာတွေနဲ့ချုပ်နှောင်ထားခဲ့တာမနှင်းရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကအဲ့ဒီအိမ်ဟောင်းကြီးမှာကြံနေသေးတာမှန်တယ်ဖိုးထူးမျက်လုံးပြူးသွားတယ်ဒါဆိုကျွန်တော်ဘာလုပ်ရမလဲဆရာလာဘကမျက်မှောင်ကျုပ်လိုက်တယ်အဲ့ဒီအိမ်ဟောင်းကြီးကတာမန်အိမ်မဟုတ်ဘူးဖိုးထူးအောက်လန်းအတတ်ပညာတွေနဲ့ပြည့်နေတဲ့အိမ်မင်းတယောက်တည်းသွားရင်အန္တရာယ်များတယ်ဒါပေမဲ့ကျွန်တော်မနှင်းကိုကူညီခြင်းနဲ့ဆရာလာဘကတက်ပြင်းချလိုက်တယ်ကောင်းပြီဒါဆိုငါမင်းကိုကူညီမဲ့သူတယောက်နဲ့မိတ်ဆက်ပေးမယ်သူကအောက်လန်းအတတ်ပညာတွေကိုကောင်းကောင်းနားလည်တဲ့သူအောက်လန်းအတတ်ပညာဆိုတာကတာမန်လူတွေနားလည်ဖို့ခက်ခဲတဲ့ပညာရဲ့ပြအဲ့ဒီပညာကိုကျွမ်းကျင်တဲ့သူမှအဲ့ဒီအိမ်ဟောင်းကြီးတွေကစီရင်ထားတာတွေကိုဖြေရှင်းနိုင်မှာဆရာလာဘကဖိုးထူးကိုခေါ်ပြီးမြို့ပြင်ကတိတ်ဆိတ်တဲ့ရက်ကွက်တစ်ခုစီကိုတွားခဲ့တယ်အဲ့ဒီမှာတစ်ပင်ကြီးတွေဝန်းရံထားတဲ့အိမ်အိုကြီးတစ်လုံးရှိတယ်အိမ်ရှိမှာတော့သပင်ဖြူဖွေးနေတဲ့အဖိုးကြီးတစ်ယောက်ကထိုင်နေတယ်သူ့မျက်လုံးတွေကထက်မြက်ပြီးပတ်ဝန်းကျင်ကိုစူးစိုက်ကြည့်နေတယ်ဒါကဦးပိုးနီပဲဖိုးထူးသူကအောက်လန်းအတတ်ပညာတွေကိုကျွမ်းကျင်တဲ့သူမင်းကိုကူညီပေးနိုင်လိမ့်မယ်ဆရာလာဘကမိတ်ဆက်ပေးလိုက်တယ်ဦးပိုးနီကဖိုးထူးကိုခေါင်းဆချေစုံစူးစိုက်ကြည့်လိုက်တယ်မင်းကမနှင်းကိုကူညီချင်တာလားအဲ့ဒီအိမ်ဟောင်းကြီးတဲကစီရင်ထားတာတွေကိုဖြေရှင်းချင်တာလားဖိုးထူးကခေါင်းညှိပြလိုက်တယ်ဟုတ်ပါတယ်ဦးပိုးနီကျွန်တော်မနှင်းကိုကူညီချင်ပါတယ်ဦးပိုးနီကတက်ပြင်းချလိုက်တယ်အဲ့ဒီအိမ်ဟောင်းကြီးကမနှင်းရဲ့အဖေဦးဖိုးခိုင်စီရင်ထားခဲ့တာသူကအောက်လန်းအတတ်ပညာတွေကိုအလွန်ကျွမ်းကျင်တဲ့သူ့ရဲ့စီရင်မှုတွေကတာမန်လူတွေဖြေရှင်းဖို့မလွယ်ဘူးဒါဆိုဘယ်လိုလုပ်ရမလဲဦးဖိုးနီအဲ့ဒီအိမ်ဟောင်းကြီးထဲမှာဦးဖိုးခိုင်ရဲ့အသက်သွင်းထားတဲ့ရုပ်တုတစ်ခုရှိတယ်။အဲ့ဒီရုပ်တုကိုဖျက်ဆီးနိုင်မှစီရင်ထားတာတွေပြေပြောက်မှာဒါပေမဲ့အဲ့ဒီရုပ်တုကိုစောင့်ရှောက်နေတဲ့အဆောင်ရှောက်တွေရှိတယ်။ဖိုးထူးရင်ထဲမှာစိုးရိမ်စိတ်တွေဝင်လာတယ်။အဆောင်ရှောက်တွေဆိုတာဘယ်လိုမျိုးလဲဦးဖိုးနီကမျက်လုံးမိတ်ပြီးခဏစဉ်းစားလိုက်တယ်။အဲ့ဒီအဆောင်ရှောက်တွေကဦးဖိုးခိုင်ရဲ့အသက်သွင်းထားတဲ့ဝိညာဉ်တွေပဲသူတို့ကအိမ်ထဲကိုဝင်လာတဲ့သူတိုင်းကိုတိုက်ခိုက်လိမ့်မယ်။ဒါဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲမင်းဆရာလာဘပေးလိုက်တဲ့အင်းစာရွက်ကိုသုံးရလိမ့်မယ်။အဲ့ဒီအင်းစာရွက်ကအောက်လန်းအတတ်ပညာတွေကိုတံပြန်နိုင်တယ်။ဒါပေမဲ့အဲ့ဒီအင်းစာရွက်ကိုသုံးဖို့အတွက်မင်းမှာတတိရှိရမယ်။ဖိုးထူးကောင်းကြီးပြလိုက်တယ်ကျွန်တော်တတိရှိပါတယ်။ဦးပိုးနီကဖိုးထူးကိုရှေးဟောင်းပစ္စည်းတစ်ခုပေးလိုက်တယ်။ဒါကမင်းကိုအိမ်ဟောင်းကြီးထဲမှာလမ်းပြပေးမဲ့အရာပဲ။အဲ့ဒီအိမ်ထဲမှာလှုပ်ဝက်လန်းတွေအများကြီးရှိတယ်။ဖိုးထူးကဦးပိုးနီကိုကျေးဇူးတင်စကားပြောပြီးဆရာလာဘနဲ့အတူပြန်လာခဲ့တယ်သူ့ရင်ထဲမှာတော့မနှင်းကိုကူညီဖို့အတွက်အိမ်ဟောင်းကြီးတဲကိုဝင်ရောက်ဖို့ဆုံးဖြတ်ချက်ချထားပြီးအောက်လန်းအတတ်ပညာနဲ့စီရင်ထားတဲ့အိမ်တဲကိုဝင်ရောက်ဖို့ဆိုတာတာမန်လူတယောက်အတွက်အသက်နဲ့ရင်းရတဲ့အလုပ်ပြနောက်တနေ့ညစ်နက်တကောင်ရံမှာဖိုးထူးတယောက်မနှင်းရဲ့အိမ်ဟောင်းကြီးစီကိုရောက်လာခဲ့တယ်အိမ်ကြီးကမှောင်မိုက်နေပြီးတိတ်ဆိတ်နေတယ်လေတိုက်တိုင်းတရွက်ချောက်တွေတရှဲရှဲမိတန်ကကြောချမ်းစရာဦးပိုးနီပေးလိုက်တဲ့ရှေးဟောင်းပစ္စည်းကသူ့လက်ထဲမှာတစ်ဖြက်ဖြက်လင်းနေတယ်။ဖိုးထူးအိမ်တကားကိုဖွင့်လိုက်တယ်တကားကအတန်ကျဲကြီးနဲ့အကွဲတန်မြည်ရင်ပွင့်သွားတယ်။အိမ်ထဲမှာတော့မှောင်မိုက်နေပြီးပုတ်အနံ့အသက်တွေကနှာခေါင်းထဲကိုစူးကနေဝင်လာတယ်။သူ့လက်ထဲကပစ္စည်းကအလင်းရောင်မှိတ်ဖြော့လေးပေးနေတဲ့ဖိုးထူးခြေလမ်းတွေကိုတတိထားပြီးလှမ်းတယ်အိမ်ထဲမှာတော့ပင့်ကူအိမ်တွေနဲ့ဖုံမုံတွေကအထက်လိုက်နေရန်တွေမှာလည်းပုံစမ်းတွေရေးဆွဲထားတယ်။ရုတ်တရက်သူရှိကလမ်းလျှောက်နေတဲ့ပုံလေးတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါကဦးဖိုးခိုင်ရဲ့အသက်သွင်းထားတဲ့ဝိညာဉ်အဆောင်ရှောက်ပဲသူကဖိုးထူးကိုစူးစိုက်ကြည့်ပြီးအန်ကျိတ်တန်ထွက်လာတယ်။မင်းဘသူလဲဒီနေရာကိုဘာလာလောက်တာလဲ။ဖိုးထူးကဆရာလာဘပေးလိုက်တဲ့အင်းစာရွက်ကိုထုတ်ပြီးကင်ထားလိုက်တယ်။ငါမနှင်းကိုလာကူညီတာမင်းတို့ချုပ်နှောင်ထားတာတွေကိုလာဖြေရှင်းတာ။အဆောင်ရှောက်ကရေမောလိုက်တယ်ဟာမင်းတယောက်တည်းနဲ့ငါတို့ကိုဘယ်လိုလုပ်နိုင်မှာလဲသူကလက်ညှိုးထိုးလိုက်တော့အိမ်ရဲ့ထောင်ဆုံးတွေကနေနောက်ထပ်အဆောက်အအုံတွေပေါ်လာတယ်သူတို့အားလုံးကဖိုးထူးကိုဝိုင်းထားလိုက်တယ်ဖိုးထူးရင်ထဲမှာကြောက်စိတ်တွေဝင်လာတယ်ဒါပေမဲ့မနှင်းကိုကူညီရမယ်ဆိုတဲ့စိတ်နဲ့သူအင်းစာရွက်ကိုမြှောက်ပြီးမန်းနံတွေကိုရွတ်ဖတ်လိုက်တယ်ဝုန်းအလင်းတန်းတစ်ခုထွက်ပေါ်လာပြီးအဆောင်ရှောက်တွေကိုတိုက်ခိုက်လိုက်တယ်သူတို့ကအော်ဟစ်ရင်းနဲ့နောက်ကိုဆုတ်သွားတယ်ဒါပေမဲ့သူတို့ကအလွယ်တကူလက်လျှော့မဲ့ပုံမပေါ်ဘူးဖိုးထူးကအင်းစာရွက်ကိုကင်ပြီးရှေ့ကိုဆက်တိုးတယ်အဆောက်ရှောက်တွေကသူ့ကိုဝိုင်းပြီးတိုက်ခိုက်နေကြတယ်သူကရှောင်းတိန်ရင်းနဲ့အိမ်ရဲ့အလဲခမ်းမကြီးစီကိုရောက်လာခဲ့တယ်ခ
ခမ်းမကြီးရဲ့အလဲမှာတော့အနက်ရောင်ကြောက်တုံးကြီးတစ်ခုပေါ်မှာထုလုပ်ထားတဲ့အမျိုးသမီးရုပ်တုကြီးတစ်ရုပ်ကိုတွေးလိုက်ရတဲ့အဲ့ဒါမနှင်းရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကိုချုပ်နှောင်ထားတဲ့ရုပ်တုပဲရုပ်တုကြီးရဲ့မျက်လုံးတွေကဖိုးထူးကိုစူးစိုက်ကြည့်နေတဲ့သူ့လက်ထဲကပစ္စည်းကပိုပြီးပြင်းထန်စွာလင်းလာတယ်ဒါပဲဖြစ်ရမယ်ဖိုးထူးကအင်းစာရွက်ကိုကင်ပြီးရုပ်တုကြီးစီကိုပြေးဝင်သွားတယ်အောက်လန်းအတတ်ပညာနဲ့စီရင်ထားတဲ့ရုပ်တုတစ်ခုကိုဖျက်ဆီးဖို့ဆိုတာတာမန်လူတစ်ယောက်အတွက်မဖြစ်နိုင်ဘူးဗျဒါပေမဲ့ဖိုးထူးမာကမနှင်းကိုကူညီခြင်းနဲ့စိတ်ရင်းမှန်နဲ့ဆရာလာပါရဲ့အင်းစာရွက်ရှိနေတာကိုဖိုးထူးကအင်းစာရွက်ကိုမြောက်ပြီးရုပ်တုကြီးစီကိုပြေးဝင်သွားတယ်အဲ့ဒီအချိန်မှာပဲရုပ်တုကြီးရဲ့မျက်လုံးတွေကหนีရဲလာပြီးအိမ်တစ်ခုလုံးတုန်ခါလာတဲ့အဆောင်ရှောက်ဝိညာဉ်တွေကလည်းဖိုးထူးကိုဝိုင်းပြီးတိုက်ခိုက်ဖို့ပြင်နေကြတယ်ဟာမင်းငါကိုဘယ်လိုလုပ်နိုင်မှာလဲငါကဥဖိုးခိုင်ရဲ့အသက်သွင်းထားတဲ့ရုပ်တုမင်းရဲ့အင်းစာရွက်ကငါ့ကိုဘာမှမလုပ်နိုင်ဘူးရုပ်တုကြီးကအတန်ကျဲကြီးနဲ့ရေမောလိုက်တယ်ဖိုးထူးကကြောက်စိတ်တွေကိုဘေးဖယ်ပြီးအင်းစာရွက်ကိုရုပ်တုကြီးရဲ့နဖူးပေါ်ကိုကပ်လိုက်တယ်ဝုန်းအလင်းတန်းကြီးတစ်ခုထွက်ပေါ်လာပြီးရုပ်တုကြီးကအကွဲတံတွေနဲ့အတူတုန်ခါလာတဲ့အိမ်တစ်ခုလုံးလဲပြိုကျတော့မလို့လှုပ်ခါနေတဲ့အဆောင်ရှောက်ဝိညာဉ်တွေကလည်းအော်ဟစ်ရင်းနဲ့အငွေ့ပြန်သွားကြတယ်ရုပ်တုကြီးကတဖြည်းဖြည်းအကွဲလာပြီးနောက်ဆုံးမှာတော့ခွန်းဆိုတဲ့အတန်နဲ့အတူအစိတ်စိတ်အမွှားမွှားကွဲကြေသွားတော့တယ်ရုပ်တုကြီးကွဲကြေသွားတာနဲ့တပြိုင်နက်အိမ်ဟောင်းကြီးတစ်ခုလုံးတိတ်ဆိတ်သွားတယ်။မှောင်မိုက်နေတဲ့အိမ်ထဲမှာအလင်းရောင်မှိန်ဖြော့ဖြော့လေးဝင်လာတယ်။ဖိုးထူးတကိုယ်လုံးပင်ပန်းနွမ်းနယ်နေပေမဲ့သူ့ရင်ထဲမှာတော့ပျော်ရွှင်မှုတွေနဲ့ပြည့်နေတယ်။ဖိုးထူးကျေးဇူးတင်ပါတယ်ဖိုးထူးရဲ့မနှင်းရဲ့အတန်ကလေထဲမှာတက်တက်လေးကြားလိုက်ရတယ်။သူမရဲ့ဝိညာဉ်ကအခုတော့အပြေးအဝလွတ်မြောက်သွားပြီ။ဖိုးထူးအိမ်ဟောင်းကြီးထဲကနေပြန်ထွက်လာခဲ့တယ်။အပြင်ရောက်တော့မနက်မိုးလင်းနေပြီးနေရောင်ကြီးကသူ့မျက်နှာကိုထိတွေ့လိုက်တော့လန်းဆန်းသွားသလိုပဲ။သူဆရာလာပစီကိုပြန်ရောက်လာတော့ဆရာကပြုံးပြီးကြိုဆိုနေတယ်။ဖိုးထူးမင်းလုံနိုင်ခဲ့ပြီပဲမနှင်းလဲအပြေးအဝလွတ်မြောက်သွားပြီးဥဖိုးခိုင်ရဲ့စီရင်ထားတာတွေလည်းပြေပြောက်သွားပြီ။ဖိုးထူးကတက်ပြင်းချလိုက်ရင်ဆရာရဲ့ကျွန်တော်ဖြစ်အသက်နဲ့ကိုယ်နဲ့တောင်ထင်မထားဘူးလို့ပြောလိုက်တော့ဆရာလာဘကရေမောရင်းပြောလိုက်တယ်။ဒါပေါ့ဗျာဒါကြောင့်လာဘကအမြဲပြောတာပေါ့ယုံချင်းယုံမယုံချင်းနေပရလောကဆိုတာကျုပ်တို့ဘေးနားမှာတင်ရှိနေတာဗျာပရလောကဆိုတာကအဆုံးသက်ဆိုတာမရှိဘူးဗျာတစ်ခုပြီးရင်တစ်ခုတစ်ခုပြီးရင်တစ်ခုအမြဲတန်းပေါ်ပေါက်နေတတ်တာမနှင်းရဲ့ဝိညာဉ်အပြေးအဝလွတ်မြောက်သွားပြီးဥဖိုးခိုင်ရဲ့စီရင်မှုတွေလည်းပြေပြောက်သွားခဲ့ပြီးဖိုးထူးတယောက်လည်းမြို့ပေါ်မှာသူ့ရဲ့စီးပွားရေးတွေကိုတိုးချဲ့ရင်းချမ်းသာကြွယ်ဝလာခဲ့တယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့တစ်ခုခုလစ်ဟာနေတယ်လို့ခံစားနေရတယ်။တနေ့မှာတော့ဖိုးထူးသူ့ရဲ့အိမ်ကြီးထဲမှာတယောက်တည်းထိုင်နေတော့ရုတ်တရက်လေးတစ်ချက်တိုက်ခတ်သွားတယ်။သူရှိကစပွဲပေါ်မှာတင်ထားတဲ့မနှင်းရဲ့ပုံတူပကြီးကားကလှုပ်ခါသွားတယ်။ပကြီးကားထဲကမနှင်းရဲ့မျက်လုံးတွေကသူ့ကိုစူးစိုက်ကြည့်နေတယ်လို့ပဲ။ဖိုးထူးရင်ထဲမှာထူးဆန်းတဲ့ခံစားမှုတစ်ခုဝင်လာတယ်။သူမနှင်းကိုလွတ်မြောက်အောင်ကူညီပေးခဲ့ပေမဲ့မနှင်းရဲ့ဝိညာဉ်ကသူ့ကိုတစ်ခုခုပြောချင်နေတယ်လို့ပဲ။ညဘက်ရောက်တော့ဖိုးထူးအိမ်မက်တစ်ခုမက်တယ်သူမနှင်းရဲ့အိမ်ဟောင်းကြီးတဲ့ကိုပြန်ရောက်နေတယ်ဒါပေမဲ့အိမ်ကြီးကအရင်လိုမှောင်မိုက်ပြီးကြောက်စရာမကောင်းတော့ဘူးအလင်းရောင်တွေနဲ့ပြည့်နေတယ်အိမ်ရဲ့အလဲခန်းမကြီးထဲမှာတော့မနှင်းကသူ့ကိုစောင့်နေတယ်သူမကအဖြူရောင်ဝတ်စုံကိုဝတ်ထားပြီးလှပနေတယ်ဖိုးထူးနေငါ့ကိုကူညီခဲ့လို့ငါကျေးဇူးတင်ပါတယ်ဒါပေမဲ့ငါရဲ့ဝိညာဉ်ကအပြေးအဝလွတ်မြောက်သွားပေမဲ့ငါရဲ့ခန္ဓာကိုယ်ကတော့မြေကြီးထဲမှာပုတ်ပွားနေတုံးပဲဖိုးထူးမျက်မှောင်ကျုပ်လိုက်တယ်ဒါဆိုဘာလို့ရမလဲမနှင်းငါရဲ့ခန္ဓာကိုယ်ကိုမြေကြီးထဲကနေတူးဖော်ပြီးမြင့်မြတ်တဲ့မြည်ရည်နဲ့ဆေးကြောပေးရမယ်အဲ့ဒီနောက်မှာတော့ငါရဲ့ခန္ဓာကိုယ်ကိုမိတကြိုပေးရမယ်အဲ့ဒါမှငါတကယ်အေးချမ်းစွာအနားယူနိုင်မှာဒါပေမဲ့မင်းရဲ့ခန္ဓာကိုယ်ကဘယ်မှာလဲမနှင်းကပြုံးလိုက်တဲ့ငါရဲ့ခန္ဓာကိုယ်ကတုတ်တန်ရဲ့အစွန်ဆုံးကညောင်မင်းကြီးအောက်မှာနေရင်တုန်းကအယိုးစုကိုတူးဖော်ခဲ့တဲ့နေရာမှာပဲဖိုးထူးလန်နိုးလာတဲ့သူ့ရင်ထဲမှာတော့မနှင်းကိုကူညီဖို့နောက်ထပ်တာဝန်တစ်ခုကျန်နေသေးတယ်ဆိုတာသိလိုက်ရတဲ့သူဆရာလာဘစီကိုသွားပြီးအိမ်မက်အကြောင်းပြောပြတယ်ဆရာလာဘကခေါင်းတနှိမ့်နှိမ့်နဲ့နားထောင်နေတယ်ဖိုးထူးမင်းရဲ့အိမ်မက်ကအမှန်ပဲမနှင်းရဲ့ဝိညာဉ်ကလွတ်မြောက်သွားပေမဲ့သူမရဲ့ခန္ဓာကိုယ်ကတော့မြေကြီးထဲမှာကျန်နေသေးတာမှန်တယ်ဒါဆိုကျွန်တော်ဘာလုပ်ရမလဲဆရာမင်းမနှင်းရဲ့ခန္ဓာကိုယ်ကိုတူးဖော်ပြီးမြင့်မြတ်တဲ့မြည်ရည်နဲ့ဆေးကြောပေးရမယ်အဲ့ဒီနောက်မှာတော့မိတကြိုပေးရမယ်ဒါပေမဲ့အဲ့ဒီအလုပ်ကတာမန်အလုပ်မဟုတ်ဘူးဖိုးထူးဘာလို့လဲဆရာမနှင်းရဲ့ခန္ဓာကိုယ်ကိုစောင့်ရှောက်နေတဲ့အဆောင်ရှောက်တွေရှိတယ်သူတို့ကမနှင်းရဲ့ခန္ဓာကိုယ်ကိုဘယ်သူ့ကိုမှပေးမထီဘူး
ဖိုးထူးရင်ထဲမှာစိုးရိမ်စိတ်တွေဝင်လာတယ်ဒါပေမဲ့မနှင်းကိုကူညီခြင်းတဲ့စိတ်ကပိုပြီးပြင်းပြနေတယ်တုတ်တန်ဆိုတာကတာမန်လူတွေအတွက်ကြောက်စရာကောင်းတဲ့နေရာတစ်ခုဖြစ်ပေမဲ့ပရလောကသားတွေအတွက်တော့သူတို့ရဲ့နယ်မြေပဲဗျဖိုးထူးတယောက်ဆရာကဘာရဲ့အကြံဉာဏ်တွေနဲ့အတူမနှင်းရဲ့ခန္ဓာကိုယ်ကိုတူးဖော်ဖို့အတွက်ပြင်ဆင်ခဲ့တယ်ညဘက်ရောက်တော့သူတုတ်တန်စီကိုတယောက်တည်းထွက်လာခဲ့တယ်လာပညာရဲ့လာရောင်ကတုတ်တန်တစ်ခုလုံးကိုမှိန်ဖြော့ဖြော့လေးလင်းစေတယ်တုတ်တန်ရဲ့အစုံဆုံးကညောင်ပင်ကြီးအောက်ကိုရောက်တော့ဖိုးထူးရက်လိုက်တဲ့အဲ့ဒီနေရာကသူအရင်တုန်းကမနှင်းရဲ့အယိုးစုကိုတူးဖော်ခဲ့တဲ့နေရာပဲမြေကြီးပေါ်မှာတော့တစ်ရွက်6တွေနဲ့ဖုံးအုပ်နေတယ်ဖိုးထူးပေါက်တူးကိုကင်ပြီးမြေကြီးကိုစတင်တူးဖော်လိုက်တဲ့မြေကြီးကမာကျောနေပြီးတူးရတာခက်ခဲတဲ့ခဏကြာမှတော့သူတစ်ခုခုကိုထိမိလိုက်တယ်ဒါပဲဖြစ်ရမယ်သူမြေကြီးတွေကိုဖယ်ရှားလိုက်တော့တစ်သားကောင်းတစ်ခုကိုတွေးလိုက်ရတဲ့ခေါင်းတူးပေါ်မှာတော့ရှေးဟောင်းမှတ်သားတွေရေးထိုးထားတဲ့ဖိုးထူးခေါင်းတူးကိုဖွင့်လိုက်တယ်ခေါင်းတူးထဲမှာတော့မနှင်းရဲ့ခန္ဓာကိုယ်ကပုတ်ပွားခြင်းမရှိဘဲလှပစွာလဲလျောင်းနေတယ်သူမရဲ့မျက်နှာကငြိမ်းချမ်းနေပြီးအသက်ရှင်နေတယ်လို့ပဲဖိုးထူးရင်ထဲမှာထူးဆန်းတဲ့ခံစားမှုတစ်ခုဝင်လာတယ်ရုတ်တရက်သူ့ပတ်ဝန်းကျင်ကလေထုကလေးလံလာတဲ့တစ်ပင်တွေကတရှဲရှဲမြည်လာပြီးလေပြင်းတွေတိုက်ခတ်လာတဲ့ဖိုးထူးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့တုတ်တန်တစ်ခုလုံးကမှောင်မိုက်လာပြီးတစ်ပင်တွေရဲ့အရိပ်တွေကကြောက်စရာကောင်းတဲ့ပုံသဏ္ဍာန်တွေဖြစ်ပြောင်းလဲသွားတယ်မင်းဘသူလဲငါတို့ရဲ့အရှင်သခင်မကူဘာလာလောက်တာလဲအတန်ကြီးတစ်ခုကလေထဲမှာပြန့်လွင့်လာတဲ့ဖိုးထူးကြောက်လန့်တကြားလှည့်ကြည့်လိုက်တော့သူ့ရှေ့မှာအရိပ်မဲကြီး၃ခုပေါ်လာတဲ့သူတို့ကမနှင်းရဲ့ခန္ဓာကိုယ်ကိုစောင့်ရှောက်နေတဲ့အဆောင်ရှောက်တွေပဲငါမနှင်းကိုလွတ်မြောက်အောင်လာကူညီတာဖိုးထူးကတတိကိုမွေးပြီးပြောလိုက်တယ်အရိပ်မဲကြီးတွေကရေမောလိုက်တယ်ဟာမင်းတယောက်တည်းနဲ့ငါတို့ကိုဘယ်လိုလုပ်နိုင်မှာလဲသူတို့ကဖိုးထူးစီကိုပြေးဝင်လာတဲ့ဖိုးထူးဆရာလာပပေးလိုက်တဲ့အင်းစာရွက်ကိုထုတ်ပြီးကင်ထားလိုက်တယ်ဝုန်းအလင်းတန်းတစ်ခုထွက်ပေါ်လာပြီးအရိပ်မဲကြီးတွေကိုတိုက်ခိုက်လိုက်တယ်သူတို့ကအော်ဟစ်ရင်းနဲ့နောက်ကိုဆုတ်သွားတယ်ဒါပေမဲ့သူတို့ကအလွယ်တကူလက်လျှော့မဲ့ပုံမပေါ်ဘူးဖိုးထူးကအင်းစာရွက်ကိုကင်ပြီးမနှင်းရဲ့ခန္ဓာကိုယ်ကိုခေါင်းတူးထဲကနေဆွဲထုတ်လိုက်တဲ့ခန္ဓာကိုယ်ကပေါ်ပါနေပြီးအသက်မဲ့နေတယ်အရိပ်မဲကြီးတွေကဖိုးထူးကိုဝိုင်းပြီးတိုက်ခိုက်နေကြတယ်ဖိုးထူးကရှောင်းတိန်ရင်းနဲ့မနှင်းရဲ့ခန္ဓာကိုယ်ကိုမျက်စီကိုတည်ဆောင်သွားဖို့ကြိုးစားတဲ့တုတ်တန်ဆောင်တွေဆိုတာကသူတို့ရဲ့နယ်မြေကိုကျူးကျော်လာတဲ့ဘသူကိုမှအလွယ်တကူအလွတ်ပေးမှာမဟုတ်ဘူးဗျဖိုးထူးတယောက်မနှင်းရဲ့ခန္ဓာကိုယ်ကိုပွေ့ချပြီးမျက်စီကိုပြေးနေတဲ့သူ့နောက်မှာတော့အရိပ်မဲကြီး၃ခုကလိုက်ပါလာတဲ့သူတို့ကလေထဲမှာပြန်ဝဲနေပြီးဖိုးထူးကိုလက်သေးတွေနဲ့ကုတ်ချစ်ဖို့ကြိုးစားနေကြတယ်ဖိုးထူးကဆရာလာပပေးလိုက်တဲ့အင်းစာရွက်ကိုကင်ပြီးသူတို့ကိုတားဆီးနေတယ်အင်းစာရွက်ကအလင်းတန်းတွေထုတ်လုပ်ပြီးအရိပ်မဲကြီးတွေကိုနောက်ဆုတ်စေတယ်ဒါပေမဲ့သူတို့ကအလွယ်တကူလက်လျှော့မဲ့ပုံမပေါ်ဘူးမင်းငါတို့ရဲ့အရှင်သခင်မောက်ကိုဘယ်ကိုခေါ်သွားမလို့လဲအတန်ကြီးတစ်ခုကလေထဲမှာပြန့်လွင့်လာတယ်ဖိုးထူးလှည့်ကြည့်လိုက်တော့အရိပ်မဲကြီးတွေတဲကတကောင်ကသူ့ရှေ့မှာပိတ်ရက်နေတယ်သူ့မျက်လုံးတွေကနီရဲနေပြီးကြောက်စရာကောင်းတဲ့ငါမနှင်းကိုလွတ်မြောက်အောင်ကူညီမဖိုးထူးကတတိကိုမွေးပြီးပြောလိုက်တယ်မင်းငါတို့ကိုကြော်ဖြတ်ပြီးသွားနိုင်မယ်ထင်လို့လားအရိပ်မဲကြီးကလက်သေးတွေနဲ့ဖိုးထူးကိုကုတ်ချစ်ဖို့ပြင်လိုက်တယ်ဖိုးထူးကရှောင်းတိန်ရင်းနဲ့အင်းစာရွက်ကိုသူ့စီကိုပစ်ပေါက်လိုက်တယ်ဝုန်းအလင်းတန်းတစ်ခုထွက်ပေါ်လာပြီးအရိပ်မဲကြီးကိုထိမှန်သွားတယ်သူကအော်ဟစ်ရင်းနဲ့နောက်ကိုဆုတ်သွားတယ်ဒါပေမဲ့သူကအငွေ့ပြန်မသွားဘူးဖိုးထူးမျက်စီကိုဆက်ပြေးတယ်သူ့နောက်မှာတော့အရိပ်မဲကြီးတွေကဆက်လိုက်နေကြတယ်သူတို့ကဖိုးထူးကိုဖမ်းဖို့နည်းမျိုးစုံနဲ့ကြိုးစားနေကြတယ်နောက်ဆုံးတော့ဖိုးထူးမြစ်ကမ်းနားကိုရောက်လာခဲ့တဲ့မြစ်ရီကတိတ်ဆိတ်စွာစီးဆင်းနေတဲ့လာပြင်းညရဲ့လာရောင်ကမြစ်ရီပြင်ပေါ်မှာတောက်ပနေတယ်ဖိုးထူးမနှင်းရဲ့ခန္ဓာကိုယ်ကိုမြစ်ရည်ထဲကိုဖြည်းဖြည်းချင်းချပေးလိုက်တယ်မြစ်ရည်ကမနှင်းရဲ့ခန္ဓာကိုယ်ကိုဆေးကြောပေးလိုက်တယ်သူမရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းချင်းကြည်လင်လာပြီးအသက်ဝင်လာတယ်လို့ပဲအရိပ်မဲကြီးတွေကမြစ်ကမ်းနားကိုရောက်လာပြီးဖိုးထူးကိုတိုက်ခိုက်ဖို့ပြင်နေကြတယ်ဒါပေမဲ့သူတို့မြစ်ရည်ထဲကမနှင်းရဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတော့ရက်တန့်သွားကြတယ်မနှင်းရဲ့ခန္ဓာကိုယ်ကမြစ်ရည်ထဲမှာတောက်ပနေတယ်သူမရဲ့မျက်လုံးတွေကပွင့်လာပြီးဖိုးထူးကိုကြည့်လိုက်တယ်ဖိုးထူးကျေးဇူးတင်ပါတယ်ဖိုးထူးရဲ့မနှင်းရဲ့အတန်ကလေထဲမှာတက်တက်လေးကြားလိုက်ရတယ်သူမရဲ့ဝိညာဉ်ကအခုတော့ခန္ဓာကိုယ်နဲ့ပြန်လဲပေါင်းစည်းသွားပြီအရိပ်မဲကြီးတွေကမနှင်းရဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတော့ကြောက်လန့်တကြားနောက်ဆုတ်သွားကြတယ်သူတို့ကမနှင်းကိုမထီရဲကြဘူးဖိုးထူးမနှင်းရဲ့ခန္ဓာကိုယ်ကိုမြစ်ရည်ထဲကနေဆွဲထုတ်လိုက်တယ်သူမရဲ့ခန္ဓာကိုယ်ကနှွေးထွေးနေပြီးအသက်ရှင်နေတယ်မနှင်းမင်းအသက်ပြန်ရှင်လာပြီ
မနှင်းကဖိုးထူးကိုပြုံးပြလိုက်တယ်ဟုတ်တယ်ဖိုးထူးမင်းကြောင့်ငါအသက်ပြန်ရှင်လာခဲ့ပြီးအသက်ပြန်ရှင်လာတဲ့ဝိညာဉ်ဆိုတာကအရင်ကထပ်ပိုပြီးအစွမ်းထက်လာတတ်တယ်ဗျာမနှင်းတယောက်အသက်ပြန်ရှင်လာတော့သူမရဲ့မျက်လုံးတွေကအရင်ကထပ်ပိုပြီးတောက်ပတ်လာတယ်သူမရဲ့ခန္ဓာကိုယ်ကလည်းအေးဆက်ဆက်မဟုတ်တော့ပဲနှွေးထွေးလာတယ်အရေးမဲကြီးတွေကတော့မနှင်းကိုကြောက်လန့်တကြားကြည့်နေကြတော့မယ်မင်းတို့ငါ့ကိုဘာလို့စောက်ရှောက်နေတာလဲမနှင်းကအရေးမဲကြီးတွေကိုမေးလိုက်တယ်အရေးမဲကြီးတွေကတုံရင်စွာနဲ့ကျွန်တော်တို့ကအရှင်သခင်မရဲ့အဖေဦးဖိုးခိုင်စီရင်ထားတဲ့အဆောင်ရှောက်တွေပါအရှင်သခင်မရဲ့ခန္ဓာကိုယ်ကိုစောက်ရှောက်ဖို့တာဝန်ပေးထားတာပါဒါဆိုငါရဲ့အဖေကငါ့ကိုဘာလို့ဒီလိုချုံနှောင်ထားတာလဲအရှင်သခင်မရဲ့အဖေကအရှင်သခင်မောက်ကိုအသက်ရှည်စေခြင်းလို့ပါဒါပေမဲ့အမှားယွင်းဖြစ်သွားပြီးအရှင်သခင်မရဲ့ဝိညာဉ်ကခန္ဓာကိုယ်နဲ့ကွဲကွာသွားခဲ့တာပါမနှင်းတက်ပြင်းချလိုက်တဲ့သူမရဲ့အဖေကသူမကိုချစ်လို့လုပ်ခဲ့တာဆိုတာသိလိုက်ရတော့သူမရဲ့ရင်ထဲမှာဝမ်းနည်းမှုတွေဝင်လာတယ်အခုတော့ငါလွတ်မြောက်သွားပြီမင်းတို့လည်းငါ့ကိုစောက်ရှောက်เสียမလို့တော့ဘူးမင်းတို့လည်းလွတ်မြောက်သွားပြီမနှင်းကပြောလိုက်တော့အရေးမဲကြီးတွေကဝမ်းသာအားရနဲ့ခေါင်းညိတ်ပြကြတယ်သူတို့ကမနှင်းကိုဥညွတ်ပြီးလေထဲမှာပျောက်ကွယ်သွားကြတယ်ဖိုးထူးကမနှင်းကိုကြည့်ပြီးမနှင်းမင်းအခုဘယ်သွားမလဲမနှင်းကဖိုးထူးကိုပြုံးပြလိုက်တယ်ငါရဲ့အဖေစီရင်ထားခဲ့တဲ့ပစ္စည်းတွေအများကြီးရှိသေးတယ်အဲ့ဒီပစ္စည်းတွေကိုရှာဖွေပြီးဆင်းရဲတဲ့သူတွေကိုကူညီခြင်းနဲ့ဒါဆိုငါလည်းမင်းနဲ့အတူလိုက်ခဲ့မယ်ဖိုးထူးကပြောလိုက်တော့မနှင်းကဝမ်းသာအားရနဲ့ခေါင်းညိတ်ပြလိုက်တဲ့သူတို့နှစ်ယောက်မြေကမ်းနားကနေထွက်ခွာလာခဲ့ကြတယ်လပညာရဲ့လာရောင်ကသူတို့နှစ်ယောက်ရဲ့လမ်းခီးကိုလင်းစေတယ်ဆရာလာကတော့သူတို့နှစ်ယောက်ကိုကြည့်ပြီးပြုံးနေတယ်ယုံခြင်းယုံမယုံခြင်းနေပရလောကဆိုတာကအဆုံးသက်ဆိုတာမရှိဘူးဗျဒါပေမဲ့ကောင်းတဲ့စိတ်ထားနဲ့လုပ်ရင်တော့အမြဲတမ်းကောင်းကျိုးတွေပဲရရှိမှာပါယုံခြင်းယုံမယုံခြင်းနေလာဘကတော့ပြောပြရအောင်မယ်ကံကြမ္မာဆိုတာကထူးဆန်းတယ်ဗျတခါတလေမထင်မှတ်ထားတဲ့အလှည့်ပြောင်းတွေနဲ့ကြုံရတတ်တယ်ဖိုးထူးနဲ့မနှင်းတို့နှစ်ယောက်သားမြေကမ်းနားကနေထွက်ခွာလာပြီးနောက်မြို့ကြီးစီကိုပြန်လာခဲ့ကြတယ်မနှင်းကသူမရဲ့အဖေစီရင်ထားခဲ့တဲ့ပစ္စည်းတွေကိုရှာဖွေဖို့ဖိုးထူးကိုအကူအညီတောင်းတယ်ဖိုးထူးလည်းမနှင်းကိုကူညီဖို့ဝင်မလေးခဲ့ဘူးသူတို့နှစ်ယောက်ဦးဖိုးခိုင်ရဲ့အိမ်ဟောင်းကြီးစီကိုပြန်သွားခဲ့ကြတယ်အိမ်ကြီးကအရင်လိုမှောင်မိုက်ပြီးကြောက်စရာမကောင်းတော့ဘူးအလင်းရောင်တွေဝင်ရောက်နေပြီးတန်ရှင်းတက်ရက်နေတယ်အိမ်ထဲမှာတော့ဦးဖိုးခိုင်စီရင်ထားခဲ့တဲ့လှုပ်ဝက်အခန်းတွေအများကြီးရှိတယ်အဲ့ဒီအခန်းတွေထဲမှာတော့တံမိုးကြီးယတနာတွေရှေးဟောင်းပစ္စည်းတွေနဲ့အောက်လန်းအတတ်ပညာဆိုင်ရာကျမ်းဂန်တွေအများကြီးရှိတယ်မနှင်းကသူမရဲ့အဖေစီရင်ထားခဲ့တဲ့ပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုရှာဖွေတွေ့ရှိခဲ့တယ်သူမကအဲ့ဒီပစ္စည်းတွေကိုဆင်းရဲတဲ့သူတွေကိုကူညီဖို့အတွက်အသုံးပြုခဲ့တယ်ဖိုးထူးလည်းမနှင်းကိုကူညီရင်းနဲ့ပရဟိတလုပ်ငန်းတွေကိုစိတ်ဝင်စားလာခဲ့တယ်သူတို့နှစ်ယောက်ပရဟိတလုပ်ငန်းတွေကိုအတူတကွလှုပ်ဆောင်ရင်းနဲ့တယောက်နဲ့တယောက်ပို့ပြီးချစ်ခင်လာခဲ့ကြတယ်ဖိုးထူးကမနှင်းကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့မနှင်းလဲဖိုးထူးရဲ့အချစ်ကိုလက်ခံခဲ့တယ်သူတို့နှစ်ယောက်လက်ထပ်ပြီးနောက်ပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ်ဖိုးထူးကသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဆက်လုပ်ခဲ့ပြီးမနှင်းကတော့ပရဟိတလုပ်ငန်းတွေကိုဦးဆောင်ခဲ့တယ်သူတို့နှစ်ယောက်ရဲ့ဘဝကပြည့်စုံနေခဲ့တယ်ဒါပေမဲ့ကံကြမ္မာကသူတို့နှစ်ယောက်ကိုနောက်ထပ်ဆန်းသက်မှုတစ်ခုပေးခဲ့တယ်တနေ့မှာတော့ဖိုးထူးတယောက်သူ့ရဲ့လုပ်ငန်းခွင်ကနေအိမ်ကိုပြန်လာတော့မနှင်းကသူ့ကိုစောင့်နေတယ်သူမရဲ့မျက်နှာကဖြူဖြောနေပြီးမျက်လုံးတွေကမှိမ့်မိန်နေတယ်ဖိုးထူးငါမှမင်းကိုပြောစရာရှိတယ်ဖိုးထူးရင်ထဲမှာထိတ်လန့်သွားတယ်ဘာဖြစ်လို့လဲမနှင်းငါရဲ့ဝိညာဉ်ကအသက်ပြန်ရှင်လာပေမဲ့ငါရဲ့ခန္ဓာကိုယ်ကတော့တာမန်လူတယောက်ရဲ့ခန္ဓာကိုယ်မဟုတ်ဘူးငါရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းချင်းပျက်စီးလာနေပြီဖိုးထူးမနှင်းကိုဖတ်ထားလိုက်တယ်မနှင်းမင်းဘာမှမဖြစ်စေရဘူးငါမင်းကိုကူညီမယ်မင်းငါ့ကိုကူညီနိုင်မှာမဟုတ်ဘူးဖိုးထူးဒါကငါရဲ့ကံကြမ္မာပဲမနှင်းကပြောလိုက်တော့ဖိုးထူးရင်ထဲမှာနာကျင်မှုတွေဝင်လာတယ်သူမနှင်းကိုဘလို့မှကူညီနိုင်မှာမဟုတ်ဘူးဆိုတာသိလိုက်ရတဲ့ချစ်ချင်းမေတ္တာဆိုတာကတေခြင်းတရားကိုတောင်ကျော်လွန်နိုင်တယ်လို့ဆိုကြပေမဲ့ကံကြမ္မာရဲ့စီမံမှုကိုတော့ဘယ်သူမှမလွန်ဆန်နိုင်ဘူးဗျာမနှင်းရဲ့စကားကြောင့်ဖိုးထူးရင်ထဲမှာစိုးနှင့်သွားတယ်သူမနှင်းကိုတင်းတင်းဖတ်ထားရင်မျက်ရည်တွေကျလာတယ်မနှင်းမင်းကိုငါဘလို့မှမဆုံးရှုံးနိုင်ဘူးငါမင်းကိုကယ်တင်ဖို့နီးလန်းရှာမယ်မနှင်းကဖိုးထူးရဲ့မျက်ရည်တွေကိုတုပ်ပေးရင်းဖိုးထူးမင်းငါကိုချစ်တာကိုငါသိပါတယ်ဒါပေမဲ့ဒါကငါရဲ့ကံကြမ္မာပဲငါရဲ့ဝိညာဉ်ကလွတ်မြောက်သွားပြီဆိုပေမဲ့ငါရဲ့ခန္ဓာကိုယ်ကတော့တာမန်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မဟုတ်ဘူးငါရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းချင်းပျက်စီးလာနေပြီဖိုးထူးမနှင်းကိုကယ်တင်ဖို့နီးလန်းမျိုးစုံကိုရှာဖွေခဲ့တဲ့သူဆရာလာဘစီကိုတွားပြီးအကူအညီတောင်းတဲ့ဆရာလာဘကလည်းဖိုးထူးကိုကူညီဖို့ကြိုးစားခဲ့တယ်သူတို့နှစ်ယောက်ရှေးဟောင်းကျမ်းဂန်တွေကိုဖတ်ရှုပြီးမနှင်းကိုကယ်တင်ဖို့နီးလန်းကိုရှာဖွေခဲ့ကြတယ်
ဒါပေမဲ့ဘယ်နည်းလမ်းမှမအောင်မြင်ခဲ့ဘူးမနှင်းရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းချင်းပိုပြီးပြက်စီးလာတဲ့သူမရဲ့အသားရည်တွေကခြောက်သွေ့လာပြီးမျက်လုံးတွေကမှိမ့်မိန်လာတယ်တနေ့မှာတော့မနှင်းကဖိုးထူးကိုခေါ်ပြီးဖိုးထူးငါ့ကိုလွတ်ပေးလိုက်ပါငါရဲ့ဝိညာဉ်ကလွတ်မြောက်သွားပြီဆိုတော့ငါရဲ့ခန္ဓာကိုယ်ကလည်းငြိမ်းချမ်းစွာအနားယူသင့်ပြီဖိုးထူးမနှင်းကိုလွတ်မပေးချင်ဘူးသူမနှင်းကိုဆုံးရှုံးရမှာကိုကြောက်တယ်ဒါပေမဲ့သူမနှင်းကိုဆက်ပြီးဒုက္ခမပေးချင်တော့ဘူးမနှင်းငါမင်းကိုချစ်တယ်ငါလည်းမင်းကိုချစ်ပါတယ်ဖိုးထူးမနှင်းကပြောလိုက်တော့သူမရဲ့မျက်လုံးတွေကတောက်ပလာတယ်သူမရဲ့မျက်နှာကငြိမ်းချမ်းလာတယ်သူမကဖိုးထူးကိုပြုံးပြလိုက်ပြီးငါမင်းကိုအမြဲတမ်းစောင့်ကြည့်နေမယ်မနှင်းရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းချင်းအငွေ့ပြန်သွားတယ်သူမရဲ့ဝိညာဉ်ကကောင်းကင်ဘုံစီကိုပြန်တက်သွားတယ်ဖိုးထူးတယောက်တည်းကြံရစ်ခဲ့တယ်ဖိုးထူးရင်ထဲမှာနာကျင်မှုတွေနဲ့ပြည့်နှက်နေတယ်သူမနှင်းကိုဆုံးရှုံးလိုက်ရတာကိုလက်မခံနိုင်ဘူးဒါပေမဲ့သူမနှင်းကိုချစ်တဲ့အတွက်သူမကိုလွှတ်ပေးလိုက်ရတယ်ဆရာလာဘကဖိုးထူးကိုကြည့်ပြီးယုံချင်းယုံမယုံချင်းနေတေခြင်းတရားဆိုတာကဘဝရဲ့အဆုံးသတ်မဟုတ်ဘူးဗျဒါပေမဲ့ချစ်ချင်းမေတ္တာဆိုတာကထာဝရတည်ရှိနေမှာပါကဲဖိုးထူးနဲ့မနှင်းတို့ရဲ့ယဉ်နှင်းစရာဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါပြီဆရာလာဘပြောခဲ့တယ်လို့ပါပဲတေခြင်းတရားဆိုတာဘဝရဲ့အဆုံးသတ်မဟုတ်ပဲချစ်ချင်းမေတ္တာကသာထာဝရတည်ရှိနေမှာပါမနှင်းကလည်းဖိုးထူးကိုအမြဲတမ်းစောင့်ကြည့်နေမယ်လို့ဂတိပေးရင်းဝိညာဉ်ဘဝကနေလွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်ဒီဇလန်းလေးကိုကြည့်ပြီးပရိသတ်ကြီးတို့ရောဘယ်လိုခံစားရလဲဆိုတာကိုခမန်းမှာပြောသွားပေးကြပါဦးခင်ဗျာအခုလိုထူးဆန်းထိတ်လန့်စရာကောင်းတဲ့ဇလန်းတွေနဲ့စိတ်ဝင်စားစရာရုပ်ရှင်ညွှန်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Gossip YouTube Channel ကို Subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့အုံတော့ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ Like နဲ့ Share လေးလုပ်ပြီးအားပေးခဲ့ကြပါဦးနောက်ထပ်ဗီဒီယိုအသစ်တွေမှာဘယ်လိုထူးဆန်းတဲ့အကြောင်းအရာတွေတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်